အနာတိကရဲ့ရွှေရောင်စီးစာအောက်မှာနှင်းနဲ့ရေခဲပြင်ကြီးကစိတ်ပွင့်တွေလိုလင်းလက်နေပါတယ်ဒီလိုအေးခဲလွန်းတဲ့ကဘာဦးမြေရိုင်းထဲမှာအေဂရက်ပင်ကွင်းအုပ်ကြီးကြားထဲမှာတုံတုံရင်ရင်နဲ့ထူးခြားနေတဲ့မိမှုရောင်အဆက်ပြောက်လေးတစ်ခုရှိနေတယ်သူ့နာမည်ကပြစ်တစ်ဖက်တဲ့ခွန်းလုံးလေးတစ်လုံးလိုမြညံ့ပြီးဖြူစင်တဲ့စူးစမ်းလိုစိတ်ပြေးရှိတဲ့မျက်ဝန်းလက်လေးတွေနဲ့ပင်ကွင်းပေါက်စလေးပေါ်ထိုင်နေရာကနေထဖို့ကြိုးစားတိုင်းပေါင်းအီနေတဲ့ဘိုက်ကလေးပေါ်မှောက်ခုံလဲကျတတ်တဲ့အသေးရစရာတတော်ဝါလေးပါဒါပေမဲ့ဖခင်တူရဲ့ကြီးမားတဲ့ရင်ခွင်နဲ့ရွေးထွေးတဲ့အကျဉ်းသားတွေကပြည့်ပြတ်တော့လုံခြုံဆုံးကဘာတစ်ခုဖြစ်ခဲ့ပါတယ်ပြည့်ရဲ့ပထမဆုံးခြေလှမ်းတွေကတော့အချုံးမွနေတဲ့ရေခဲပြင်ပေါ်မှာရင်းထိုးလို့ခြေပွားလေးတွေကအန္တရာယ်များတဲ့ကဘာကြီးကိုစတင်ထိတွေ့နေပြီလှရှားသွားလာရင်းနဲ့လူကြီးပင်ကွင်းတွေကိုတိုက်မိလို့စူညံသွားတဲ့အခါပြည့်ပြောက်ဆက်ဆက်နဲ့ပဲဆက်ဆောက်ခဲ့ရတယ်လူတရဲ့ရေခဲအကွဲအကြောင်းကြီးရဲ့နှုတ်ခမ်းဝါကိုထောက်သွားတဲ့အခါအောက်ကနှဆိုင်လာတဲ့အပြာရောင်6နှစ်ကြီးကသူ့ကိုကြောက်လန့်တုန်လို့စေခဲ့တယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ခွန်လုံးပိုက်ကလေးတွေကနေစာလောင်တဲ့အတန်ပလန်တွေထွက်ပေါ်လာပါတယ်အစာငတ်တဲ့တန်ကပြင်းထန်လွန်းလာပြီးအမေဖြစ်သူစီအစာတောင်းခံပေးမယ်အမေမှလည်းပေးစရာအစာမရှိတဲ့အတွက်စိတ်မကောင်းခြင်းများစွာနဲ့ကြည်နေုံကလွယ်လို့မတက်နိုင်ခဲ့ပါဘူးမိသားစုအတွက်အစာရှာဖို့ဖခင်ဖြစ်သူကလည်းအဆုံးမရှိတဲ့သမုတ်တရားစီကိုလက်မကြည့်တမ်းထုတ်ခွာသွားခဲ့ပါပြီကျင်ပြောလာတဲ့ရေခဲပြင်ကြီးပေါ်မှာပြစ်တယောက်ထဲကုကေရမဲ့အထီးကျန်စွာကြံရင်ခဲ့ရပါတော့တယ်သူမလုံးမရှက်ရက်နေမိတဲ့ဝေးကွာလာတဲ့ပင်လယ်ပြင်ကြီးကိုစိုက်ကြည့်ရင်သူ့ရဲ့မျက်ဝန်းနဲ့လေးတွေထဲမှာမျောလင်းချက်အလင်းတန်းတွေဖြစ်ပြေးသွားတယ်အဲ့ဒီအချိန်မှာပဲဘေးပတ်ဝန်းကျင်ကရေခဲပြင်ကြီးကပျောက်ကွယ်သွားပြီးထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ရေအောက်အိမ်မက်ကဘာကြီးတွေရောက်သွားသလိုစိတ်ကူးရင်ကဘာထဲမှာတော့ပြစ်ဟာလမ်းလျှောက်နေတာမဟုတ်ပဲအပြာရောင်လင်းလန်းတွေကြားထဲမှာလင်းလန်းနေတဲ့ခြေတကုံလေးတစ်ခုလိုပြန်တန်းနေတယ်သူ့ရဲ့ရှိတက်တဲ့မှာဝေအောင်တောက်ပနေတဲ့ငါးအုပ်ကြီးကလှပတဲ့မြစ်တစင်းလိုစီးဆင်းလို့နေတယ်ပြစ်ကအတောင်ပံတွေကိုခောက်ပြီးရေကူးကျွမ်းကျင်တဲ့သူရဲကောင်းတစ်ယောက်လိုအရှိန်ပုံနဲ့ဆင်းလိုက်ရုတ်တရက်အိမ်မက်ကဘာကပြက်ပြပြီးလက်တွေ့မြည်ပြီးစီပြန်ရောက်လာတဲ့အခါပြစ်ရဲ့မျက်ဝန်းတွေကအရင်နဲ့မတူတော့ပဲလက်တောက်လို့ရှိနေခဲ့ပြီတုံရင်နေတဲ့ပုံစံကိုဖြောက်ဖြက်ကောင်းလို့မော့ရင်ကိုပေါ်ပြီးစုစားတဲ့အတွက်တနိဋ္ဌာန်ကိုချလိုက်ပါပြီသူ့ရဲ့ဘေးကင်းလုံခြုံတဲ့အတိုက်လုံးကနေလုံးထွက်ပြီးအဆုံးမရှိတဲ့ပင်လယ်ပြင်စီကိုလုံခြုံချက်ပြည့်နဲ့ခြေလန်းစတင်လိုက်တယ်ဒါပေမဲ့လက်တွေ့ကဘာကမလွယ်ကူပါဘူးချောင်းမုတ်တဲ့ရေခဲပြင်ပေါ်မှာချော်လဲကျပြီးဘုံကလေးမြေခတ်ခဲ့ရပြန်တယ်ဒါပေမဲ့ပြစ်မှုမပါဘူးညီတော်မနေဘူးတောင်ပန်တူတူလေးတွေကိုအားပြုပြီးဆွဲအပြည့်နဲ့ပြန် track ခဲ့တယ်မောင်မောင်မဲမဲတောအုပ်တွေလိုရေခဲပြင်ကြီးကြတယ်မှာမိုးကုတ်ဆက်ဝိုင်းကကြန့်ရှိနေတဲ့နောက်ဆုံးငွေရောက်အလင်းတန်းလေးနောက်ကိုပဲသူစိုက်လိုက်မတက်လိုက်သွားခဲ့တယ်ဓာတ်သွားတွေလိုထက်မြက်နေတဲ့ရေခဲတုံးကြီးတွေကြားထဲကနေကလေးငယ်တယောက်ဟာအသက်ရှင်ကျန်ရစ်ဖို့ဒီလန်းတွေကိုအဆင့်ချင်းတင်ယူနေရတယ်လို့ပါပဲနှာခေါင်းလေးကရှုပ်ကနေဖြစ်သွားပြီးပင်လယ်ရေငန်နန့်ကိုပထမဆုံးအကြိမ်သူရရှိလိုက်တဲ့ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ညချမ်းအချိန်ကိုရောက်ရှိလို့လာပြီးနောက်ဆုံးတော့ရေခဲပြင်ကြီးရဲ့အစုံတိုင်းတပူးတွေခံနေတဲ့ပင်လယ်နဲ့ကြီးရဲ့နှက်ခမ်းဝါကိုပြည့်ရောက်ရှိလာပါတော့တယ်ခါထောက်ရက်ပြီးအောက်ကဟုံးဟုံးတောက်အော်ဟစ်နေတဲ့6လက်ကြီးကိုကြည့်နေတဲ့ပြစ်ပြနေတဲ့ချလိုက်မလားဒါမှမဟုတ်နောက်ပြန်ဆုံးမလားပြစ်ပြရဲ့ကံကြမ္မာကဘာဖြစ်မလဲ